အမင်္ဂလာပါကျွန်တော်ဝင်းကို Apple စီလာအကောင့်အနေနဲ့ကြိုဆိုပါရစေဗျကျွန်တော်ဒီနေ့ပြပြပေးမယ့်ဖုန်းလေးက iPhone 8 Plus လေးကိုကျွန်တော်တို့ PUBG ထဲမှာ graphic ဘယ်လောက်ထိရမလဲနောက်တစ်ချက်က PUBG ကိုကျွန်တော်တို့ပေါ့နော်ကျွန်တော်တို့ PUBG စမ်းပြပေးမယ်ပေါ့နော်ဒီကောင်ဒီ8 Plus လေးနဲ့ပေါ့နော်ဒီကောင်လေးကကျွန်တော်တို့ iPad view လေးရတယ်ပြောကြပါတယ်ဒါကြောင့်မလို့ကျွန်တော်အဲ့ဒါလေးလည်းကျွန်တော်တို့စမ်းပြရင်းနေပေါ့နော်ကျွန်တော်တပွဲလောက်တော့ play ပြမယ်နောက်တစ်ခုက battery MAH လေးပြပြမယ် battery MAH က2600ကျော်ပါတော့ကြောင့်မလို့ battery တော့အရင်တွင်းနေတယ်မှာမပေါ့ screen size လည်းကျွန်တော်ကြီးတယ်တော့ကြောင့် mobile legend PUBG ကောင်းကောင်း play လို့ရပါတယ် okay ဒါဆိုရင်ကျွန်တော်တို့လိုက်ကြည့်ပြီနော်ကျွန်တော်ပြပေးမယ်နော်ဒါဆိုရင်ကျွန်တော်တို့ setting လေး PUBG ဟိုပါဗောနော် setting လေးကျွန်တော်ပြပေးမယ် 8 Plus နော် okay graphic လေးပြပေးမယ်နော် graphic ကကျွန်တော်ဘယ်ဒီရလဲဆိုတော့ 8DR ထိပဲရမယ်ထင်တယ် 8DR ကို ultra ရမယ်နော် 8DR ultra ရမယ်ကျွန်တော်တော့ smooth လောလောဆယ် ultra လေးနဲ့ကျွန်တော် play မယ်နော် okay ပါဒါဆိုရင်ကျွန်တော်တို့ limit လေးတစ်ဝက်လောက်ကြုံကြည့်လိုက်မယ်စိုးဗျာဒီကောင်လေး screen size လည်းမသေးဘူးဗျာနည်းနည်းလေးကြီးတော့လေကစားတာတော့မိုက်တယ် iPad view ရရဆိုတာဗျာဒီကောင်ကမြင်ကွင်းဟိုဟာကျွန်တော်ဟိုဟာပေါ့လူကောင်သေးတော့လေဟိုမြင်ကွင်းကျဲတယ်ဗျာမြင်ကွင်းကျဲရတယ် iPad view ရလေးတဲ့မှာအဲ့တခုပေါ့8 Plus ကကြတော့လေဒီပါဘုံဘုံကတော့မစီဒီစီဒီပါလေအဲ့ဒါအဲ့ဒါဘာစကားဆို怎么？哇，我不见，马上要好了。有点玩意啊，玩意有点太高级了。给可以。我把现在我给啥用啊？我现在没手机，我把这个。啊，给可以给吧。我不要了，你不要我了，我里面还没要了。手机要不要去吧？ရှောပြီရပြီနော်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်